အိန္ဒြေဆောင်စည်းသူဆိုတာဘလို့လူကိုခေါ်တာလဲအပြုအမူတစ်ခုခုအမှုအရာတစ်ခုခုအပြောအဆိုတစ်ခုခုပေါ်မှာရုပ်ပိုင်းဆိုင်ရာငြိမ်သက်တည်ကြည်တဲ့သူကိုအိန္ဒြေရှိသူလို့လောကဝေါဟာရအားဖြင့်ပြောဆိုသတ်မှတ်ကြပါတယ်ဓမ္မနေပင်မှာမူအိန္ဒြေရှိခြင်းသို့မဟုတ်အိန္ဒြေဆောင်စည်းခြင်းဆိုတဲ့ဝေါဟာရဆိုတာရုပ်ပိုင်းဆိုင်ရာငြိမ်သက်တည်ကြည်ရုံမျှကိုသာခေါ်ဆိုခြင်းမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာငြိမ်သက်တည်ကြည်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။မျက်စိ၊နား၊နှာခေါင်း၊ရှား၊ကိုယ်၊စိတ်ဆိုတဲ့6ပါးတို့ကိုအိန္ဒြေလို့ခေါ်ပါတယ်။မျက်စိနဲ့အဆင်းအမျိုးမျိုးကိုမြင်တဲ့အခါနားနဲ့အသံအမျိုးမျိုးကိုကြားတဲ့အခါနှာခေါင်းနဲ့အနံ့အမျိုးမျိုးကိုနမ်းရှူတဲ့အခါရှားနဲ့အရသာအမျိုးမျိုးကိုရက်တဲ့အခါကိုယ်နဲ့တွေ့ထီခွေအမျိုးမျိုးကိုတွေ့ထီတဲ့အခါစိတ်နဲ့တရားသဘာဝအမျိုးမျိုးကိုသိတဲ့အခါတို့မှာနှစ်သက်မမောတက်မှတ်ခြင်းဆိုတဲ့မကောင်းတဲ့စိတ်မချမ်းသာခြင်းဆိုတဲ့မကောင်းတဲ့စိတ်စသဖြင့်ကိလေသာတတဝါတို့ဤစိတ်ကိုပူပန်စေတတ်ဆင်းရဲစေတတ်ညှဉ်းနှွမ်းစေတတ်သောသဘောမဖြစ်အောင်တတိဖြင့်စောင့်ရှောက်တားမြင်နိုင်သူကိုသာအိန္ဒြေရှိသူသို့မဟုတ်အိန္ဒြေဆောင်စီသူလို့ခေါ်ဆိုပါတယ်။ကျေးဇူးတော်ရှင်အရှင်သုတတနာမြတ်ပါရမီဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်တော်အဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါရရှင်။